အပိုင်းခွန်စမှာတော့သတင်းနောက်တွေက Hunter စီးရဲရှိမှလုံများနေခဲ့ပါတယ်။အဲဒီချိန် Guild Master တွေဖြစ်တဲ့ယွန်းဟွန်နဲ့ Choi တို့ကရောက်ရှိလာခဲ့ပါတယ်။ဒါအောင်မြင်တော့သတင်းနောက်တွေကပြီးလာပြီးယွန်းဟွန်တို့ကိုခုရောက်လာတာကလီမင်ဆောင်ဒေါ်လာလို့မေးလိုက်ပေမဲ့ယွန်းဟွန်ကတော့တခြားတယောက်တွက်ပါလို့ပြန်ဖြေခဲ့ပါတယ်။ Choi ကလည်းလီမင်ဆောင်ကရှင်နီဂါမီ Guild နဲ့စာချုပ်ချုပ်ထားတယ်လို့ကြားမိပေမဲ့သူ့တွက်လာတာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါကိုကြားတော့အားလုံးကစိတ်ပြက်ကထွက်သွားပါတယ်။အဲဒီနောက်ယွန်းဟွန်က Choi ကိုငါကြားပါတယ် A ဂိတ်ကနေ SKT ဖြစ်သွားခဲ့တယ်ဆိုတာကိုလို့ပြောလိုက်တော့Choi ကလည်း Ever ကလို့ Aaron တသားတယောက်ကိုဆုံးရှုံးလိုက်ရတာမျိုးမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါကိုကြောတော့ယွန်းဟွန်ကလည်းမခံမဲသူတို့ဘက်ကိုတော့အကူအညီတောင်းအောင်လို့နေပါဖြစ်သွားခဲ့တယ်မလားလို့ပြောလိုက်တော့ Choi ကဒါကိုကူပေးခဲ့တာကဂျင်ဝူပဲလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဂျင်ဝူကိုသူတို့ Guild ကနေကြိုးစိုးပြီးကောင်းကောင်းလေးဧခံရမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့ယွန်းဟွန်ကလည်းသူတို့ဘက်ကလူဆိုတေရတိဖြစ်သွားတာလို့ပြောလိုက်ပြီးသူတို့ကဂျင်ဝူကိုကြိုးစိုးရမှာလို့ဆိုကဂျင်ဝူကိုလူနေခဲ့ပါတယ်။ Choi ကယွန်းဟွန်ကို S rank ကို Guild ထဲမှာထားပြီးစစ်ပွဲကိုဖန်တီးချင်တာလားလို့မေးလိုက်ပြီးနှစ်ယောက်သားစကနိုင်လူကရန်ထဖြစ်နေပါတယ်။အဲဒီချိန်ရှင်နီဂါမီက Guild ကရောက်လာပြီးသူတို့ရဲ့လူလင်းမင်းဆောင်ကိုလူနေရလားလို့မေးလိုက်ပါတယ်။ဒါကိုကြောတော့နှစ်ယောက်စလုံးကသူတို့အနေနဲ့မင်းဆောင်ကိုစိတ်ဝင်စားဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဂျင်ဝူကထပ်ပြီးစစ်ဆေးခံမှုလာခဲ့ပေမဲ့အတော်လေးရှုပ်ထွေးနေတဲ့အနေအထားကြောင့်စိတ်ပြတ်နေခဲ့ပါတယ်။အဲဒီချိန်ဂျီနာတို့အကြောင်းမှလည်းကောင်မလေးတွေကမင်းဆောင်ရဲ့သတင်းစာရှင်းလင်းပွဲကိုကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းမင်းဆောင်ကအားလုံးကိုသူ့ရဲ့ Hunter ကနိုးထောက်လာခဲ့ပြီလို့ပြောလိုက်ပြီးဒီအတွက်သူကပေးရတဲ့တာဝန်ကိုထမ်းဆောင်သွားမှာပဲလို့ပြောလိုက်ပါတယ်။ပြီးတော့မင်းဆောင်ကသူ့အနေနဲ့ရှင်နီဂါမီ Guild ကခေါင်းဆောင် Gyuk နဲ့စာချုပ်ချုပ်ထားပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့အားလုံးကမင်းဆောင်ကိုတရုတ်ဆောင်အလုပ်ကိုမလုပ်တော့ဘူးလားလို့မေးပါတယ်။မင်းဆောင်ကစိတ်ထဲကနေကြိတ်ပြုံးနေကြတာပါ။သူကတကယ်တော့ Hunter အလုပ်ကိုစိတ်ဝင်စားခဲ့ပါဘူး။ဒါပေမဲ့သူက Hunter အလုပ်ကိုအကြောင်းပြကသူ့ရဲ့နာမည်ဆိုးတွေကိုဖယ်ရှားပစ်နေခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မင်းဆောင်ကအားလုံးကိုကြီးကျယ်ပြီးပြောနေချိန်သူ့ရဲ့အဆောင်ကဂျင်ဝူကိုတားဆီးနေခဲ့ပါတယ်။ဂျင်ဝူကတော့သူ့အနေနဲ့အဖွဲ့အစည်းကလူတွေနဲ့ချိန်ထားတယ်လို့ပြောပေမဲ့အဆောင်ကလက်မခံခဲ့ပါဘူး။အဲဒီချိန်ဂန်ဟီကရောက်လာပြီးအဆောင်ကိုကိုယ်သဘောနဲ့ကိုလမ်းပိတ်နေတာဆိုရင်တော့မလွယ်ဘူးလို့ပြောလိုက်ပြီးဂျင်ဝူကသူ့ရဲ့ဧည့်သည်လို့ပြောပြလိုက်ပါတယ်။ပြီးတော့ဂန်ဟီကမင်းဆောင်ကိုသတင်းစာရှင်းလင်းပွဲကိုဒီမှာမလုပ်ဖို့ပြောရတယ်မလားလို့ပြောတော့မင်းဆောင်ကလန့်သွားခဲ့ပါတယ်။အဲဒီနောက်မင်းဆောင်ကအချင်းရီကိုထိမ့်မှုအတွက်သူ့လိုက်သွားကြည့်အောင်မယ်လို့ဆိုကထွက်လာပါတယ်။ဒါပေမဲ့ဝူကဂျင်ဝူကိုစစ်စင်းမှုလုံးမှာဖြစ်လို့ဘယ်သူကမှဝင်မပေးသေးဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့မင်းဆောင်ကဝူကိုငါပဲသူလဲတီတာလို့မေးပြီးသူ့ကိုအပြစ်လုပ်ရင်ဝူကိုလှုပ်ဖြုတ်ပစ်မယ်လို့ပြောလိုက်ပေမဲ့ဝူကတော့သူများကိုနှောက်ယှက်နေတာကအပြုတ်မှုကောင်းမှုဖို့လို့ပြန်ပြောလိုက်ပါတယ်။မင်းဆောင်ကဝူရဲ့မျက်လုံးနဲ့ထားကိုကြည့်ကလန့်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဂန်ဟီကဂျင်ဝူကိုခေါ်လာပြီးသူကလမ်းမှာစောင့်နေတဲ့ယွန်းဟိုတို့ကိုမြင်တော့သူတို့လည်းမင်းရဲ့သတင်းစကားကိုကြားပြီးလာစောင့်နေရလို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့ဂျင်ဝူကစိတ်ညစ်နေခဲ့ပါပြီ။အဲဒီနောက်သူတို့ကဂျင်ဝူရဲ့မော်ဆွမ်းအားပမာဏကိုစစ်ဆေးပါတယ်။ဒါကြောင့်ဂျင်ဝူကအရင်ဆုံး2ကောင်လောက်ကိုဆင့်ခေါ်ပြလိုက်ပြီးသူသုံးတဲ့မော်ဆွမ်းကဘာမျိုးစားလဲဆိုတာစစစ်ခဲ့ပါတယ်။အဲဒီချိန်ဂန်ဟီကဂျင်ဝူကိုဝူစီကနေတင်ပြကြရထားတယ်လို့ပြောလိုက်တော့ဂျင်ဝူကမတက်တာတဲ့ဆုံအားလုံးကိုထုတ်ပြလိုက်ပါတယ်။ပြင်းထန်လုံးနဲ့စွမ်းအားကြောင့်ယွန်းဟိုတို့ကအပြင်ကနေလန့်သွားခဲ့ပြီးအထဲမှာလည်းဂန်ဟီတို့ကဂျင်ဝူဆင့်ခေါ်လာတဲ့အကောင်တွေကိုကြည့်ကဆက်လို့ရှားသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ဂျင်ဝူတယောက် S rank ကရရှိသွားခဲ့ပါပြီ။ယွန်းဟိုနဲ့ Choi တို့ကဂျင်ဝူကိုစကားပြောချင်ကြောင်းကမ်းလှမ်းခဲ့ပေမဲ့ဂျင်ဝူကတော့သူ့မှာအရေးကြီးကိစ္စရှိရလို့ဆိုကရှောင်ထွက်သွားခဲ့ပေမဲ့အပြင်ဘက်မှာသတင်းနောက်တွေကစောင့်နေခဲ့ပါတယ်။သူတို့ကဂျင်ဝူရဲ့ပုံတွေကိုယူပြီး S rank ထွက်ပေါ်လာပြီလို့ဆိုကသတင်းတွေလွှင့်ခဲ့ပါတယ်။ဒီသတင်းကဂျင်နာစီကိုပါရောက်သွားပြီးချားတို့ကလည်းဒါအောင်မြင်သွားခဲ့ပါတယ်။အဲဒီချိန်ယွန်းဟိုကဂျင်ဝူကိုဒီလိုအရာတွေအတွက်ခေါင်းရှုံးခံမှုပြောကသူတို့ကလိုက်ပို့မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဝူကညင်လိုက်ပြီးသူကရွှေပြောင်းမော်ကိုသုံးကရှောင်ထွက်သွားခဲ့ပါတယ်။ဒါကြောင့်ယွန်းဟိုတယောက်အန်အောကကြံနေခဲ့ပါတယ်။ဘာလဲဆိုတော့ဂျင်ဝူရဲ့လှုပ်ရှားမှုကသူမမီနိုင်အောင်မြန်နေခဲ့လို့ပါ။တစ်ဖက်မှာတော့ဂျင်ဝူကဂျင်ဝူကိုမစည်းရုံးနိုင်ခဲ့ဘူးလို့ပြောလိုက်ပါတယ်။ဂျင်ဝူကသူ့အနေနဲ့တယောက်တည်းလုံးဝမဲ့အလုပ်တွေရှိသေးတယ်လို့ပြောလိုက်ပြီးဂျင်ဝူကိုဖွဲ့စည်းတစ်ခုတည်းမဝင်နိုင်သေးဘူးလို့ပြောပြခဲ့ပါတယ်။အဲဒီနောက်ဂျင်ဝူကဖခင်ဖြစ်သူကိုအဲစားဂျင်ဝူကသူ့ရဲ့နောက်ကိုလိုက်ခဲ့ဖို့ပြောကြောင်းပြောပြခဲ့ပါတယ်။ဒါကိုကြားတော့ဂျင်ဝူရဲ့အဖေကအံ့ဩသွားပြီးသူကဂျင်ဝူကိုစူပူပါတော့တယ်။ဘာလို့လဲဆိုတော့ဂျင်ဝူကဂိတ်ကိုလွှဲပေးထားဖို့ပြောခဲ့ပေမဲ့ဘာမှမလုပ်ဆောင်နိုင်တဲ့ပြင်အခုအားလုံးကိုပါထားခဲ့ဖို့လုပ်နေခဲ့လို့ပါ။ဒါပေမဲ့ဂျင်ဝူကတော့သူ့အနေနဲ့ဆုံးဖြတ်ပြီးသွားပြီလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂျင်ဝူကတော့လိုအပ်တဲ့ပစ္စည်းတွေကိုတောင်းဝယ်နေခဲ့ပါတယ်။ဒါပေမဲ့ပစ္စည်းတွေကဈေးကြီးနေတာကြောင့်သူကစိတ်ညစ်နေခဲ့ပါပြီ။ဒါကြောင့်ဂျင်ဝူကသူ့မှာပါလာတဲ့ပစ္စည်းတွေကိုထုတ်ရောင်းပါတယ်။မထင်မှတ်ဘဲသူ shop ကနေဝယ်လာတဲ့ပစ္စည်းတွေကအတော်လေးကိုဈေးကောင်းနေခဲ့ပါတယ်။တစ်ဖက်မှာလည်းယွန်းဟိုကဂျင်ဝူရဲ့အကြောင်းကိုစဉ်းစားနေခဲ့တာပါ။ဘာလို့လဲဆိုတော့ဂျင်ဝူကသူနဲ့စတွေတုန်းကထပ်ပိုပြီးအားကောင်းလာပြီးနိုးထလာခဲ့တာကြာပြီဖြစ်ပေမဲ့သူ့ရဲ့အစွမ်းကအခုထိတိုးလာနေခဲ့တာကြောင့်ယွန်းဟိုကဂျင်ဝူဟာအလိုလျောက်စွမ်းရည်ကိုတိုးမြင့်နိုင်တဲ့ဟန်တာလို့ထင်သွားခဲ့ပါတယ်။နောက်ရက်မှာတော့ဂျင်နာကအပြင်ကိုချောင်းနေပြီးနောက်ဆုံးမှာတော့အားလုံးပြန်သွားပြီလို့ပြောနေခဲ့ပါတယ်။ဂျင်နာကကြောင်းသွားဖို့အရေးလူအလစ်ကိုချောင်းနေခဲ့ရတာကြောင့်စိတ်ညစ်နေပြီးဒီအတွက်သူမရဲ့ကိုဖြစ်သူကိုအပြစ်တင်နေခဲ့ပါတယ်။
အဲ့ဒီချိန်ဂျင်ဦးကသူ့အနေနဲ့တပတ်လောက်ခီးထွက်ဆရာရှိရလို့ပြောတော့ဂျင်နာကအံ့ဩသွားပြီးထပ်ပြီးတော့လာလို့မေးလိုက်ပါတယ်အဲ့ဒီချိန်ဂျင်ဦးကအထုပ်ပိုးရင်းနဲ့ရောက်လာတာကြောင့်ဂျင်ဦးကမိတ်ဆက်ပေးလိုက်ပြီးအလုပ်ကိုဂျင်ဦးနဲ့သွားမှလို့ပြောလိုက်ပါတယ်ပခုံးကိုအသေးလာညှိနေတဲ့ဂျင်ဦးကြောင့်ဂျင်ဦးလည်းရန်တန်းကောင်းချိန်ကဂျင်နာကိုယုံအောင်ပြောပေးခဲ့ပါတယ်နောက်ရက်မှာတော့ဂျင်ဦးကအစောကြီးထားပြီးသူ့ရဲ့စစ်သားတွေကိုဆင့်ခေါ်လိုက်ပါတယ်ပြီးတော့အဆောင်၃ကောင်ကိုသူ့ညီမကိုကာဝယ်ဖို့ပြောလိုက်ပြီးတခြားစစ်သားတွေကိုတော့အပြင်ဘက်ကိုကင်းလှည့်ထားလိုက်ပါတယ်အဲ့ဒီချိန်ကောင်းကင်မှာကောင်တော်ကပြန်တန်းသွားနေခဲ့ပြီးဒါကိုဘယ်သူမှမသိလိုက်ပါဘူးနောက်ရက်မှာတော့ဂျင်ဦးကဂျင်ဦးကိုသူ့ကိုညှိုက်ခွင့်ပေးလို့ကျေးဇူးတင်နေခဲ့ပါတယ်ဂျင်ဦးကဂျင်ဦးကိုအခုဘယ်လိုလုပ်မလဲလို့မေးပြီးအိမ်မောကဆင်းမလာလဲရတာပဲလို့ပြောလိုက်ပါတယ်ဒါကိုကြောတော့ဂျင်ဦးကဒါကသူကိုယ်တိုင်ဆုံးဖြတ်ထားလို့ပြောပြီးဒဲဆောင်ကိုဘာသွားလို့မလို့လဲလို့မေးလိုက်ပါတယ်ဒါကိုကြောတော့ဂျင်ဦးကလေ့ကျင့်ရင်လို့ပြောပြီးလိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်မိတ်ဆာရတိုက်ကိုရောက်တော့ဂျင်ဦးကအပူရန်ကိုကာဝယ်ဖို့သူဝယ်လာတဲ့ဝတ်ရုံကိုဝတ်ဆင်လိုက်ပါတယ်ဒီတစ်ခေါက်တော့သူ့ရဲ့မစ်ရှင်ကမိတ်ဆာဘီရင်ဘာရန်ကိုတတ်ရမှာဖြစ်ပြီးဆူလက်ဖြစ်ရောင်ပြောင်းကြောက်ရုံးကိုရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်ဂျင်ဦးကတက်ကြသွားပြီးသူကအလွှာ86ကိုတက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ဂျင်ဦးရဲ့မိကသူ့ရဲ့သားကတကယ်ကိုထွက်သွားခဲ့တာကိုအံ့ဩနေခဲ့ပါတယ်အဲ့ဒီချိန်ဂျင်ဦးရဲ့ဖေကရုတ်တရက်လဲကျသွားပါတယ်ဂျင်ဦးရဲ့အမေကအဖေဖြစ်သူကိုဂျင်ဦးကလာကြည့်သွားကြောင်းပြောပြပါတယ်ဂျင်ဦးကတော့ဒါကပင်မလို့လဲကျလို့ပြောလိုက်ပေမဲ့တကယ်တော့ဂျင်ဦးရဲ့အဖေကအိပ်ပျော်ပျော်သွားတဲ့ယောဂဖြစ်နေခဲ့တာပါဒါကသူ့ကိုထာဝရတောင်အိပ်ဆက်သွားစေနိုင်ပါတယ်ဆရာဝန်ကတော့ဒီလိုလက္ခဏာကမှော်စွမ်းနေတဲ့သူကမှော်စွမ်းရှိတဲ့အရာကိုအကြာကြီးထိတွေ့နေပြီလို့ရှင်းပြခဲ့ပါတယ်ပြီးတော့ဆရာဝန်ကမိသားစုထဲမှာဟန်တာရှိသားလို့မေးတော့ဂျင်ဦးရဲ့အဖေကတားဖြစ်သူကဟန်တာတယောက်ပါလို့ပြောပြခဲ့ပါတယ်အဲ့ဒီချိန်တစ်ဖက်မှာတော့ဂျင်ဦးကမိတ်ဆာကောင်ကြီးကိုတွေ့လိုက်ရပြီးသူကကီဘာကိုခေါ်ထုတ်ခါ Everest ဆလုံးကိုပေးလိုက်ပါတယ်ဒါကြောင့်ကီဘာကဆလုံးကိုအသုံးပြုက Monster ကြီးကိုတိုက်ခတ်လိုက်ပါတယ်ခဏတွင်းမှာပဲအကောင်ကြီးကပြာပုံဘွားကိုရောက်သွားခဲ့တာကြောင့်ဂျင်ဦးကလန့်သွားပါတယ်အဲ့ဒီနောက်ဂျင်ဦးကဆလုံးကိုကီဘာကိုပဲပေးထားဖို့တွေးလိုက်ပါတယ်အဲ့ဒီချိန်တစ်ဖက်မှာတော့ဟန်တာနှစ်ယောက်ကကင်းဆောင်နေခဲ့ပါတယ်သူတို့ကစကားပြောပြောနဲ့ကင်းဆောင်နေချိန်ရှေ့မှာရက်နေတဲ့ပြောစိတ်အတောင်ပံနဲ့အကောင်ကိုမြင်လိုက်ရပြီးသူတို့ကလန့်သွားခဲ့ပါတယ်အဲ့ဒီချိန်ဂျင်ဦးကတော့2ရက်ကြာပြီးနောက်လွှာ80ကိုရောက်လာခဲ့ပါတယ်သူကအခြေအနေအားလုံးကိုစောင့်ကြည့်နေပြီးအားလုံးကအဆင်ပြေနေရလို့ထင်နေခဲ့ပါတယ်အဲ့ဒီချိန်ရုတ်တရက်ဂျင်ဦးကသူ့ရဲ့စစ်သားတွေတိုက်ခိုက်ခံရတာသိသွားပြီးတွားကြည့်ဖို့လုပ်ပါတယ်ခဏကြာမှပဲတခြားတစ်ဖက်ကအော့တွေကပါတိုက်ခိုက်ခံလိုက်ရတာကြောင့်ဂျင်ဦးကဒီလိုတန်မာတဲ့အကောင်တွေကိုတိုက်နိုင်တဲ့သတ္တဝါရှိရလားလို့တွေးလိုက်ပါတယ်ဒါပေမဲ့ရန်သူကကီဘာရှိတဲ့အဖွဲ့ကိုမတိုက်ခတ်တော့တာကိုဂျင်ဦးကသတိထားမိသွားပြီးတစ်ဖက်ကရန်သူကကီဘာကိုမနိုင်ဘူးဆိုတာသိသွားခဲ့ပါတယ်အဲ့ဒီချိန် Monster 3ကောင်ကရေခဲဝုန်းတွေကိုတိုက်ခိုက်နေခဲ့ပါတယ်ဒါအောင်မြင်တော့ဂျင်ဦးကသဘောပေါက်သွားပြီးသူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်ခဏအတွင်းမှာပဲ Monster တွေကတေကုန်ပြီးတယောက်ပဲကြံပါတယ်အဲ့ဒီချိန်ဂျင်ဦးကဟိုးရင်တွေကသူ့အနေနဲ့သိကျင်တာရှိရလို့ပြောပြီးအဲ့ဒါကတော့ Monster တွေကလည်းအကြောက်တရားကိုခံစားရလားဆိုတာပဲလို့ပြောလိုက်ပါတယ်ပြီးတော့ဂျင်ဦးကတုံရင်နေတဲ့ Monster ကိုကြည့်ပြီးအခုအဲ့အဖြေကိုသိပြီထင်တယ်လို့ပြောလိုက်ကဇလန်းလေးကတခန်းရတော့ခဲ့ပါတယ်